သမီးဖြစ်သူဟာအမြဲတမ်းလိမ္မာရေးချရှိပြီးလူကြီးစကားနားထောင်သူဖြစ်ခဲ့ပေမဲ့တရက်မှာတော့သူမအကြောင်းထွက်ချင်တယ်လို့ရုတ်တရက်ပြောလာပါတယ်ဖခင်ဖြစ်သူကဘလို့ပဲမေးမြန်းပါစေအန်နာကအကြောင်းပြချက်ကိုပြောဖို့ညှင်းဆန်ခဲ့ပါတယ်ဖခင်ဖြစ်သူဟာဒေါသအမျက်ချောင်းချောင်းထွက်ပြီးသမီးဖြစ်သူကိုပထမဆုံးအကြိမ်ဖြစ်ပြင်းပြင်းထန်ထန်စုပူချိန်မောင်းခဲ့မိပါတယ်မိခင်ဖြစ်သူကွယ်လွန်သွားပြီးနောက်အန်နာနဲ့သူမရဲ့ဖေဖေဟာတဦးကိုတဦးမိကွာထားပြီးနေထိုင်ခဲ့ကြတာပါသမီးဖြစ်သူရဲ့မွေးနေ့ရောက်တိုင်းဖခင်ကဟင်းပွဲအမြောက်အများကိုချက်ပြုတ်ပေးလေးရှိပြီးလက်ဆောင်တစ်ခုကိုလည်းအမြဲအစင်သင့်ပြင်ထားပေးတတ်ပါတယ်သူဟာသမီးဖြစ်သူကိုအကောင်းဆုံးຢာတွေကိုသာပေးခဲ့တာပါဖခင်ဖြစ်သူကကျောင်းမှာအခြေအနေတွေဘလို့လဲလို့မေးတဲ့အခါတိုင်းလည်းသူမကအရာအလုံးအဆင်ပြေပါတယ်လို့ပဲဖြေခဲ့ပါတယ်ဖခင်ဖြစ်သူဟာသူမအတွက်တူလေးသောစိတ်တရေရာအခြေအနေရာဖြစ်ခဲ့ပါတယ်ဘာပဲဖြစ်ဖြစ်သူစီကိုလာခဲ့ဖို့သမီးကိုပြောခဲ့ဘူးပေမဲ့မကြခင်မှာပဲသူမကကြောင်းထွက်ချင်တယ်လို့ပြောလာခဲ့တာပါဖခင်ဖြစ်သူဟာဘာတွေဖြစ်ပျက်နေလဲဆိုတာသိရအောင်ကျောင်းကိုလိုက်သွားခဲ့ပြီးမှသာသမီးဖြစ်သူဟာတစ်ချိန်လုံးအနိုင်ကျင့်ပို့ချခံနေရတာကိုသိလိုက်ရပါတော့တယ်သူမရဲ့အတန်းဖော်တွေကသူမကိုဆုံးမလို့တတ်မှတ်ထားကြတာပါအန်နာကိုသဘောကျကြောင်းဖွင့်ပြောမိတဲ့သူဒါမှမဟုတ်သူမနဲ့အရင်နှိစက်အောင်နေမိတဲ့သူတိုင်းဟာအကြောင်းပြချက်ရှာမရတဲ့မတော်တဆမှုတွေနဲ့ကြုံတွေ့ရတတ်ပြီးအချို့မတော်တဆမှုတွေကအသက်အန္တရာယ်ထိခိုက်တဲ့အထိပြင်းထန်တတ်ပါတယ်ဒါကြောင့်အန်နာဟာကျောင်းကဘယ်ယောက်ျားလေးနဲ့မှစကားမပြောတတ်လောက်ဖြစ်နေခဲ့တာပါတနေ့ညနေကျောင်းဆင်းချိန်မှာတော့အပြင်မှာမိုးတွေတဲတဲမဲမဲရွာသွန်းနေခဲ့ပါတယ်အတန်းကောင်းဆောင်ကအန်နာကိုအိမ်ထိလိုက်ပို့ပေးဖို့ကမ်းလှမ်းခဲ့ပါတယ်မကောင်းတာတစ်ခုခုဖြစ်လာမှာကိုစိုးရိမ်တာကြောင့်အန်နာကညှင်းဆန်ခဲ့ပေမဲ့သူကအကြောင်းပြချက်တစ်ခုပေးပြီးအိမ်ထိလိုက်ပို့ပေးခဲ့ပါတယ်အိမ်ကိုရောက်ပြီးတဲ့နောက်မှာတော့သူကအန်နာကိုရုတ်တရက်ရင်ဖွင့်စကားပြောခဲ့ပါတယ်အန်နာဟာဒီအတွက်ကြောင့်ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်အတန်းကောင်းဆောင်ကသူမကိုထိပေးခဲ့ပြီးထွက်သွားခဲ့ပေမဲ့မကြခင်မှာပဲကောင်းကင်ယံမှာလျှက်စီးတွေလက်ပြီးမိုးချိန်းတန်တွေဆူညံလာခဲ့ပါတယ်အန်နာမှာမကောင်းတဲ့အငွေ့သက်ကိုခံစားလိုက်ရပါတယ်နောက်တနေ့မှာတော့အတန်းကောင်းဆောင်ဟာမိုးကြိုးပစ်ခံရပြီးတေဆုံးသွားခဲ့ပြီဆိုတာသူမသိလိုက်ရပါတယ်အစပိုင်းမှာတော့လူတိုင်းကဒါကိုမတော်တဆမှုတစ်ခုလိုပဲထင်ခဲ့ကြပေမဲ့ကျောင်းမှာကျောင်းသားတွေခဏခဏအသက်ဆုံးရှုံးလာခဲ့ရပြီးမတော်တဆမှုဖြစ်တဲ့ယောက်ျားလေးတိုင်းဟာအန်နာနဲ့ပတ်သက်မှုရှိခဲ့သူတွေဖြစ်နေပါတယ်အန်နာဟာဆုံးမတစ်ယောက်ဖြစ်တယ်ဆိုတဲ့ကောလာဟာလာဟာအရက်လေးမျက်နှာကိုပြန့်နှံ့သွားခဲ့ပြီးလူတွေကသူမကိုတဖြည်းဖြည်းဝေးဝေးကရှောင်လာကြပါတယ်ဒါကိုမယုံကြည်ပဲသူမကိုလာရောက်ဖွင့်ပြောတဲ့သူတွေလည်းရှိပါသေးတယ်ထို့သို့ပြောပြီးနောက်တစ်စက္ကန့်မှာပဲပြက်ကျလာတဲ့အေးစစ်တအားလိုင်းကျိုးတစ်ခုကရုတ်တရက်ကျလာခဲ့ပါတယ်ထို့ယောက်ျားလေးဟာမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်အန်နာဟာသူမရဲ့မျက်စိရှိတင်တေဆုံးသွားတာကိုစောင့်ကြည့်နေခဲ့ရပါတယ်သူမဟာလုံးဝမျောလင်းချက်မဲ့တဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်ထို့အချိန်ကစပြီးအန်နာဟာမိမိအခန်းထဲမှာပဲအောင်းနေခဲ့ပြီးအပြင်မထွက်တော့ပါဘူးလူတွေကသူမအကြောင်းကိုတဖြည်းဖြည်းမေ့သွားကြလိမ့်မယ်လို့ထင်ခဲ့ပေမဲ့ကောလာဟာလာတွေကတော့တရွာလုံးကိုပြန့်နှံ့သွားခဲ့ပါတယ်တနေ့မှာတော့ဖခင်ဖြစ်သူကသူမလမ်းဘေးကြောင်လေးတစ်ကောင်ကိုအစာကျွေးနေတာကိုမြင်တွေ့ခဲ့ပါတယ်အန်နာကဖခင်ဖြစ်သူကိုကြောင်စာအချို့ဝယ်ပေးဖို့တောင်းဆိုခဲ့ပါတယ်ဖခင်ဖြစ်သူကမဝယ်ပေးဘူးလို့ပြောခဲ့ပေမဲ့စတိုးဆိုင်ကိုသွားပြီးကြောင်စာကိုဝယ်ပေးခဲ့ပါတယ်သမီးဖြစ်သူတောင်းဆိုသမျှကိုသူကမငြင်းပဲပေးဆက်ခဲ့တာပါအချိန်တော်ကြာမှပထမဆုံးအကြိမ်ဖြစ်အန်နာမျက်နှာထက်မှာအပြုံးတစ်ခုပေါ်လာခဲ့ပါတယ်ပြီးတော့တနေ့မှာဖခင်ဖြစ်သူကသူမကိုပညာသင်ကြားဖို့အတွက်ဆိုစီယုံမျိုးကိုခေါ်သွားမယ်လို့ပြောပါတယ်သူကသမီးဖြစ်သူကိုအားပေးစကားပြောပြီးယုံကြည်မှုတွေပေးခဲ့ပါတယ်အန်နာမျက်နှာထက်ကိုအပြုံးတွေပြန်လည်ရောက်ရှိလာခဲ့ပါတယ်သူမဟာပညာရေးကိုအစားကနေပြန်စားဖို့ဆုံးဖြတ်ခဲ့ပြီးဖခင်ဖြစ်သူရဲ့စိုက်ပျိုးရေးလုပ်ငန်းတွေကိုတောင်ကူညီပေးခဲ့ပါတယ်ဒါပေမဲ့သူမအာလူတွေတွားပို့နေတဲ့အချိန်မှာတော့အစိတ်ပြင်းနဲ့ငွေတကောင်ရုတ်တရက်ပေါ်လာပြီးသူမရဲ့ခြေချင်းဝတ်ကိုကိုက်လိုက်ပါတော့တဲ့ဖခင်ဖြစ်သူကမြင်မြင်ချင်းပဲအပြေးလွှားရောက်လာခဲ့ပါတယ်ငွေကိုက်ခံရတဲ့ဒဏ်ရာကိုကြည့်ရင်အန်နာဟာတတိတဖြည်းဖြည်းလွတ်သွားခဲ့ပါတယ်သူမတတိပြန်ရလာတဲ့အချိန်မှာတော့ဒဏ်ရာကိုပတိစီးထားတာကိုတွေ့လိုက်ရပါတယ်ဖခင်ဖြစ်သူကအစိတ်တွေကိုသူ့ပါးစပ်နဲ့ကိုယ်တိုင်ဆုပ်ထုတ်ပေးခဲ့တာဖြစ်ပြီးအခုတော့သူမကိုကဘာပေါ်မှာအချစ်ဆုံးဖြစ်တဲ့နောက်ဆုံးကြံတဲ့လူသားတစ်ယောက်ဟာလည်းထာဝရထွက်ခွာသွားခဲ့ရပါပြီ